ဝါဆိုလာပြီးအချိန်ခါသမယမှာမွန်လူမျိုးတို့ရဲ့ချစ်စရာကောင်းသောတလေးတစ်ခုနဲ့အရန်စားကောင်းတဲ့မုတ်တစ်မျိုးရှိပါတယ်။ဘာမုတ်လဲဆိုတော့မုတ်ဖက်ထောက်ပဲဖြစ်ပါတယ်။မုတ်ဖက်ထောက်ကိုဘယ်လိုလုပ်ရမလဲ။ပါဝင်ပျက်စီးရပါလဲဆိုတာကိုဘဘကသိစိတ်ရိုက်ပြမှာဖြစ်တဲ့တော့ blog လေးကိုစုံသိကြည့်ပေးကြပါဦးခင်ဗျာ။အရင်ဦးဆုံးငှက်ပြောရုပ်ကိုယူနစ်ထဲထည့်ပြုတ်ထားပြီးတော့တက်ရှင်းသွားအောင်ခုလိုမျိုးလိုက်တုပ်ပေးရပါတယ်။မုတ်ဖက်ထောက်ရဲ့အသက်ကတော့အုံတီကိုပေါ့နော်။ရေဦးဆုံးအုံတီကိုချစ်ထားရပါမယ်။စားလို့ကောင်းတော့အောင်ကောင်းချင်းပေါက်ပေါက်ထည့်ထားပါတယ်။ကြားထည့်ပါတယ်။ရမ်းချိုတာစားချင်တဲ့တော့ကြားအများကြီးတုံးထားပါတယ်။ပြီးရနဲ့နှမ်းထည့်လိုက်ပါတယ်။အရသာပူရှိသွားအောင်စားထည့်ရပါမယ်။ဘာဝင်ပစ္စည်းတွေအကုန်လုံးထည့်ပြီးပြီဆိုတော့စပြီးတော့နယ်ပါတော့မယ်။နယ်တဲ့နေရာမှာလည်းအရသာပူစိတ်ဝင်သွားအောင်နှိုင်းချိုချိုနယ်ပေးရပါမယ်။ဒီမှာဘို့ပြောချင်တာကမုတ်လို့တဲ့နေရာမှာတအိမ်နဲ့တအိမ်တွေရွာနဲ့တွေရွာတနေနဲ့တနေကတော့မတူကြပေါ့နော်။အနှဲငယ်တော့ခွဲပြသွားလိုက်မယ်။ဒါပေမဲ့လုံပုံလုံးကြီးကအကုန်လုံးတူတူပါပဲ။မုတ်ဖက်ထုတ်ကိုလည်းမွန်ရွာတွေမှာတွေရွာနဲ့တွေရွာခေါ်ရတယ်မတူကြဘူး။ဘို့တို့ရွာမှာမုတ်ဖက်ထုတ်ကိုမွန်လို့ဆိုခွန်းလို့ခေါ်တာပေါ့နော်။တကယ်ကျွန်းတို့ရွာမှာရွာဘလို့ခေါ်လဲဆိုတော့ကောမမရေးတော့ပြကြအောင်နော်။ခုနကနေထားတဲ့အုံတီယိုကိုပို့ပြီးတော့စားကောင်းတော့အောင်မီးနဲ့အနှဲငယ်နှက်ထားပေးရပါမယ်။အခုဆိုရင်အရန်ကိုစားတော့ကောင်းတဲ့အုံတီယိုရပါပြီခင်ဗျာအုံတီယိုလေးရပြီဆိုတော့ကောင်းချင်းမုတ်ကိုရေနဲ့ဆက်မှာပေါ့နော်ကောင်းချင်းမုတ်ကိုတော့ဒီထုတ်သုံးထားကြတယ်ပေါ့နော်အရန်စားကောင်းတယ်လို့ပြောပါတယ်ပြီးရနဲ့ဘို့တို့ဖြော်ထားတဲ့ထုံးရီလောင်းထည့်လိုက်ပါတယ်ထုံးရီတုံးတာမုတ်သားတယ်မမာရအောင်တဲ့ EECC ဖြစ်အောင်မုတ်သားတွေအလုံးကိုနှက်နေအောင်နေပေးရပါမယ်ကိုလိုချင်တဲ့နေထားရပြီဆိုရင်ရပါပြီဗျကဲမုတ်တွေကိုစပြီးတော့ထုတ်ပါတော့မယ်လုံထားတဲ့မုတ်လုံးကိုပြားအောင်တီချလုပ်ပြီးတော့ပြားနေတဲ့ထဲကိုအုံတီယိုဖက်ထည့်လိုက်ပါတယ်အုံတီယိုထည့်ပြီးရင်ပြန်လုံးပေးရပါမယ်လုံထားတဲ့ဟာကိုစီပကန်ထဲစိမ်ပေးရပါမယ်ဘာလို့စီစိမ်လဲဆိုတော့မုတ်တွေကျက်သွားတဲ့အခါမကက်ရအောင်ပါပြီးရင်တော့ငှက်ပြောရုပ်ကိုခောက်ပေးရပါမယ်ခောက်ထားတဲ့ငှက်ပြောရုပ်ထဲကိုလုံထားတဲ့မုတ်တွေကိုထည့်ပေးရပါမယ်ပြီးရင်တော့တေချာဖုံးပြီးတော့အောင်လှလှပပပြန်ခောက်ပေးရပါမယ်ဆိုရင်တော့တတိကံပုံစံမုတ်ဖတ်ထုတ်ရပါပြီခင်ဗျာပြီးရင်တော့ပေါင်းမဲ့အိုးထဲကိုအခုလိုမျိုးတက်တက်ရစီပြီးတော့ပေါ့ဆူနေတဲ့ယူနီအိုးထဲကိုမိနစ်30လောက်စိမ်ပေးလိုက်ရင်အရန်အောင်ရတာရှိပြီးတော့ချိုစိတ်ရတာမုတ်ဖတ်ထုတ်ရပါပြီခင်ဗျာပူရဲမွန်ပြည်နယ်မွန်ရော်တွေမှာဝါဆိုလာပြည်နေဆိုရင်ကိုယ်အိမ်ကလှုပ်ထားတဲ့မုတ်ဖတ်ထုတ်တွေနဲ့တက်ကြီးရွယ်ကြီးမိဘဆရာသမားတွေကိုလိုက်ကြောပေးရပါတယ်ပြီးရင်တော့ရက်ွက်မှာရှိတဲ့အနီးနားချင်းတွေကိုကိုယ်အိမ်ကလှုပ်ထားတဲ့မုတ်ဖတ်ထုတ်တွေနဲ့လိုက်ဝေပေးရပါတယ်ဒါကမွန်လူမျိုးတို့ရဲ့အရန်ကိုချစ်စရာကောင်းတဲ့ရိုးရာတလေးတစ်ခုလို့မြင်မိပါတယ်ကဲနောက်ဆုံးတော့ဘိုးစားပြရမယ့်စီစဉ်ရောက်ရှိလာပါပြီခင်ဗျာအဲ့နေ့ကတော့ဘိုးတို့အိမ်ကိုမုတ်ဖတ်ထုတ်တွေပို့ထားတာအများကြီးပဲတော်အများကဲစပြီးတော့စပါတော့မယ်အရင်ဦးဆုံးငှက်ပြောရုပ်ကိုခွာရပါမယ်ငှက်ပြောရုပ်ခွာတဲ့နေရာမှာလည်းခုလိုမျိုးကတ်နေရင်လက်ရမကောင်းဘူးလို့ပြောလို့ရတယ်။ခွာတဲ့နေရာမှာလုံးဝမကတ်ဘူးဆိုရင်လက်ရတော်တော်ကောင်းတယ်လို့ပြောကြပါတယ်။မုတ်ထဲကိုခွာလိုက်ရင်ခုလိုမျိုးအုံတီယူတွေ့ရပါတယ်။သူ့ရဲ့ရတာဘလို့လဲဆိုတော့အုံတီယူတွေကချူချူဆိတ်ဆိတ်ဖြစ်ပြီးတော့မုတ်သားတွေကကြော့ကြော့ရွရွဖြစ်တယ်ပေါ့နော်။အရန်စားလို့ကောင်းတယ်။ပို့ဆိုရင်ထိုင်တဲ့နဲ့၄လုံး၅လုံးတောင်စားကုန်တယ်။အားလေးကြိုက်ပါတယ်။ကဲတငယ်ချင်းတို့ရောဒီမုတ်ကိုစပူကြလားခင်ဗျာ။စပူရင်တော့ကြိုက်လားမကြိုက်ဘူးလားဆိုတာကိုပြောတော့ပေးပါဦး။ဒီနေ့မှာတော့မုတ်လေးလောက်ပြပြီးစားလေးပြပြီးဆိုတော့ဒီ blog ဒီမှာပဲစောင့်သက်ချင်ပါတယ်။နောက် blog မှာပြန်ဆောင်ကြမယ်တတာ